ရောက်တဲ့နေရလို့ဆိုပြီးတော့မိသားစုနဲ့အတူမနေရလို့ဆိုပြီးတော့ဝမ်းနဲ့တက်တဲ့သူတွေအတွက်ပြောချင်တာကကိုအသက်ရှင်နေတဲ့အချိန်မှာကိုကျင်လေရာပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်နေအောင်ကြိုးစားဖို့ပဲလိုတယ်ရှင်ကွဲကွဲခြင်းတို့တေကွဲကွဲခြင်းတို့ဆိုတာဘဝရှိရင်ကြုံကိုကြုံမဲ့အရာဒီနေ့မကြုံသေးရင်နောက်နေ့ကြုံရတာပဲအဲ့တော့ဆိုတော့ဒါတွေအားလုံးဟာခန္ဓာရလာကြတဲ့ကိုကဒုက္ခတရားတွေဆိုတာကြုံရမယ့်အရာတွေပဲဖြစ်တဲ့အတွက်တွေးပြီးတော့ဝမ်းမနေပါနဲ့အဲ့ဒီလိုမိသားစုကံမကောင်းတဲ့သူတွေလောကမှာအများကြီးရှိတယ်ကိုတယောက်တည်းမဟုတ်ဘူးလို့အားတင်းပြီးရင်ခဏခဏတွေးပြီးတော့ဝမ်းနေတာမျိုးမလုပ်နဲ့ဘာမှအကျိုးမရှိဘူးတရားတကြီးဆောက်ဆိုတဲ့အတိုင်းပဲရောက်တဲ့နေရာမှာကိုယ်နဲ့ပေါင်းသင်းမိတဲ့သူတွေနဲ့ဆွေမျိုးလိုသဘောထားပြီးမေတ္တာပေးနားလည်မှုတွေပေးပြီးတော့ဆက်ပြီးတော့ရှင်းသန်တစိမ်းကလည်းအမျိုးတက်ကောင်းတာတွေအများကြီးရှိပါတယ်ဒီလိုဆိုတော့မိသားစုနဲ့အတူမနေရပါပဲမိသားစုလိုမျိုးမေတ္တာပေးနိုင်တဲ့သူတွေနဲ့တွေ့ပါလိမ့်မယ်အဲ့တော့ကံပါရာလူအချင်းချင်းပဲအတူတူနေလို့ရကြတာဖြစ်တဲ့အတွက်ကြောင့်တွေးပြီးတော့ဝမ်းမနေနဲ့ကိုမိဘနဲ့အတူမနေရလို့ညီကိုမောင်နှမတွေနဲ့အတူမနေရလို့စသည်ဖြင့်ဝမ်းနေနေမဲ့အစားကိုဘဝအတွက်အနှစ်ရှိမဲ့အရာတွေကိုရွေးလှုပ်သွားပြီးတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်သာအမြဲကြိုးစားနေရင်နေပြောသွားလိမ့်မယ်ဝမ်းနေမှုတွေကိုမေ့ပြောက်ထားနိုင်လိမ့်မယ်ကိုတယောက်တည်းမဟုတ်ပဲလောကမှာကိုလိုလူတွေအများကြီးပဲကိုတဲ့ဆိုးတဲ့သူတွေလည်းအများကြီးပါပဲလားလို့ကိုတဲ့နှိမ့်တာတွေကိုပြန်ကြည့်ပြီးတော့ဖြေဖြောင်းရတယ်နောက်ဆုံးတော့အခုရက်တည်နေတဲ့ပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်နေဖို့ပဲလိုတာအဲ့တော့တယောက်တည်းမလို့လဲဝမ်းမနေနဲ့ဆွေမျိုးဝေးလို့လဲဝမ်းမနေနဲ့ကံပါရင်ပြန်တွေ့မယ်ကံမပါလို့မဆောင်နိုင်တာကိုလည်းတွေးပြီးတော့ဝမ်းမနေနဲ့လက်ရှိအချိန်ကိုသာတန်ဖိုးအရှိဆုံးအချိန်ဖြစ်အောင်နေထိုင်ကိုယ့်အတွက်အနှစ်ပါမဲ့အရာတွေကိုများလုပ်နိုင်အောင်ကြိုးစားအဲ့တော့တယောက်တည်းနေပေမဲ့တတ္တိရှိစွာဒီကြည်စွာနဲ့ဘဝခရီးဆက်ရှောင်နေတဲ့သူတွေလောကမှာအများကြီးရှိပါတယ်လို့မိသားစုနဲ့အတူမနေရပေမဲ့တယောက်တည်းလည်းပဲရှင်သန်နေတဲ့သူတွေအများကြီးရှိပါတယ်လို့ပြောပြီးတော့အားပေးပါတယ်